engineering project တွေမှာပစ္စည်းလက်ခံတဲ့ QA/QC တို့ fabrication process ကို control လုပ်တဲ့ QA/QC တို့ကသူတို့ရဲ့ product ကိုလက်ခံတဲ့အချိန်မှာ dimension တွေတိုင်းပြီးဆက်ရတယ်အဲ့လိုစစ်တဲ့ dimension တွေက drawing ထဲမှာပြထားတာက1000 1500အဲ့ဒီလိုပြထားပါမယ်ထားပါတော့ဗျာ drawing ထဲမှာ1000ပြထားတဲ့ပစ္စည်းတစ်ခုရဲ့ dimension ကိုတကယ်လှုပ်တဲ့ပစ္စည်းမှာစစ်လိုက်တဲ့အချိန်မှာ1001ဖြစ်သွားတယ်1002ဖြစ်သွားတယ်။အော်ဒါမှမဟုတ်998ဖြစ်သွားတယ်999ဖြစ်သွားတယ်။စသဖြင့်ကိစ္စတွေကိုသူတို့ကလက်ခံတယ်ဆိုပြီးတော့ accept လုပ်ပေးလိုက်တယ်။နောက်တစ်ခါလေကြောက်လို့ရှင်1100 1200ကြောက်လက်မခံနိုင်အောင်ဆိုတဲ့အခြေအနေမျိုးတွေတွေ့လာတယ်။အဲ့ဒီလိုအခြေအနေမျိုးတွေကိုဘယ်လိုအခြေအနေမျိုးမှာလက်ခံပြီးတော့ဘယ်လိုအခြေအနေမျိုးမှာလက်မခံအောင်ဆိုတဲ့အကြောင်းအရာကိုဒီနေ့ပြောပြမှာဖြစ်ပါတယ်။အဲ့ဒါကတော့ tolerance ဆိုတဲ့ limit အကြောင်းကိုပြောပြမှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ DD Engineering Fundamental Episode 9 Tolerance Understanding အကြောင်းကိုပြောပြမှာဖြစ်ပါတယ်။ Tolerance ဆိုတာ acceptable error range ဖြစ်ပါတယ်။ဥပမာ drawing တစ်ခုမှာ100 plus or minus 1လို့ရေးထားတယ်ဆိုလို့ရှိရင်ဒီကောင်ဒီ100ကို plus 1လက်ခံတယ် minus 1လက်ခံတယ်အဲ့တော့100 plus 1 100ကိုလက်ခံတယ်100 minus 1 99ကိုလက်ခံတယ်အဲ့ဒီ range ထဲမှာ100ကိုအပေါင်း1အနှုတ်1 range ထဲမှာဆိုလို့ရှိရင်ဒီပစ္စည်းကို okay တယ်လို့လက်ခံပြီးတော့ QA/QC တွေက acceptance ကိုပေးရပါတယ်အဲ့တော့ဘာလို့ဒီ tolerance ကိုထိုးတာလဲ100ပေးတဲ့ကိစ္စကိုဘာလို့100အထိမလုပ်ဖက်နဲ့ short ခွင့်တိုးခွင့်ပေးရလဲဆိုလို့ရှိရင်တကယ်အပြင်ကဘာမှာတကယ် fabrication လုပ်တဲ့ကိစ္စဒီ drawing ထဲမှာဆွဲသလိုလွယ်ကူမနေပါဘူး drawing ထဲမှာ100ပေးတဲ့ပစ္စည်းဒီတကယ်လုပ်တဲ့ပစ္စည်းမှာ100အတိအကျရဖို့ဆိုတာဘလုံးဝမဖြစ်နိုင်တဲ့လောက်ကိုခက်ခဲပါတယ်အဲ့ဒါကြောင့်မို့လို့ဘာဖြစ်လို့ခက်ခဲရတာလဲဆိုလို့ရှင်လုပ်တဲ့ machine တွေမှာလည်း error ရှိပါတယ်ဒါမှမဟုတ်လို့ရှင် welding ဆော်တယ်ပဲထားပစ္စည်းနှစ်ခု nozzle position နှစ်ခု1000กว่าတယ်1200กว่าတယ်ဆိုလို့ရှင်လေဒီကောင်တွေကဒီ welding ဆော်လိုက်လို့အောက်က material တွေရဲ့အပူချိန်ကြောင့် material တွေပူလို့ရှင်စနဲ့အေးသွားလို့ရှင်ပြန်ကျုံသွားတယ်ဆိုတဲ့အနေအထားကြောင့်အပူတွေနဲ့လုပ်လို့ရှင်လေသူကပုံစံကွာသွားတယ်ဒါမှမဟုတ်အဲ့အပူတွေကြောင့်ပဲအောက်က base metal ကြီးကလိန်ကောက်ပြီးတော့ပုံစံမမှန်တော့ဘူးဆိုလို့ရှင်လေဒီကောင်ကပြောထားတဲ့ drawing အတိုင်းအတိအကျရနိုင်မှာမလွယ်ပါဘူးအဲ့ဒါကြောင့်မို့လို့ဒီ fabrication tolerance ဆိုပြီးတော့ tolerance တစ်ခုသတ်မှတ်ပြရဖြစ်ပါတယ်အဲ့ဒီ tolerance ကိုကျွန်တော်တို့ engineer တွေက acceptance rate လို့ခေါ်ပါတယ်နားလည်လဲတဲ့ဥပမာအနေနဲ့ပေးရမယ်ဆိုလို့ရှင်ခင်ဗျားတို့အင်ဂျင်တစ်ထည်ဝယ်ဝတ်တယ်ပဲထားပါတော့အင်ဂျင်ဒီ brand တစ်ခုနဲ့တစ်ခုရဲ့ size ဒီတစ်ခုနဲ့တစ်ခုအထူးကျတူးမနေပါဘူးဥပမာ small size medium size large size စသဖြင့်အဲ့ဒီ size ကလည်း brand တစ်ခုနဲ့တစ်ခုရဲ့ထုတ်ထားပုံမတူပါဘူးအဲ့ဒီလိုပဲဖက်နက်တီဆိုလို့ရှိရင်လည်းဥပမာ39ရှိတယ်40ရှိတယ်41ရှိတယ်စသဖြင့်အဲ့ဒီကောင်တွေကလည်းဒီ size ဝတ်တဲ့လူတွေဒီ41ဝတ်တဲ့လူတွေဒီ brand တစ်ခုမှာဝတ်တဲ့အတိုင်းနဲ့နောက်တစ်ခုမှာဝတ်တဲ့အတိုင်းအတိအကျမတူပါဘူးဒါပေမဲ့ဘာဖြစ်လဲဆိုတော့ Euro 41ဆိုတဲ့ range ထဲမှာရှိလို့ရှိရင်လည်းဒီ41 range ထဲမှာရှိတဲ့လူကနည်းနည်းကျယ်နည်းနည်းကြက်ကတော့သူတို့ကလက်ခံနိုင်တဲ့အနေအထားရှိတယ်အဲ့ဒါကြောင့်မို့အဲ့ဒီလက်ခံနိုင်တဲ့ range ကို tolerance လို့ခေါ်တာဖြစ်ပါတယ် engineering မှာလည်းဒီသဘောတရားကိုပဲပြောပြချင်တာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့ဘို့ဟိုးတစ်ခုမှာအပေါက်ဖောက်တယ်ပဲဟာဒီဘို့ M20 size ဘိုးတစ်ခုတက်ဖို့အတွက်အပေါက်ဒီ diameter 20တဲ့ပို့ပြီးတော့ကျင်နေရမယ်အဲ့ဒီလိုဖြစ်တဲ့အတွက်ကြောင့်မို့လို့သူတို့ဒီ M20 တက်ဖို့ဆိုလို့ရှိရင်အဖို့ diameter ဒီ22သို့မဟုတ်